မင်္ဂလာပါကျွန်တော်ရဲ့တက်ခိုင်း from Burma YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် share လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်အခုပြထားတဲ့လိုမျိုး Telegram မှာဖုန်းနံပါတ်ဘန်းခံနိုင်ရတဲ့ပြဿနာကိုဘယ်လိုမျိုးလွယ်လင့်တကူဖြေရှင်းလို့ရမလဲဆိုတဲ့ပတ်သက်ပြီးကျွန်တော်ဒီကနေ့ view လေးမှာအသေးစိတ် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ view လေးစလိုက်အောင်အရင်ဆုံးကျွန်တော်တို့ရဲ့ Telegram app တွေကိုဝင်မိလိုက်ပါ Telegram app တွေရောက်ပြီဆိုရင်အခုလိုမျိုးဒီ Telegram ရဲ့သူ့ရဲ့ interface ကိုစတင်မယ်ပေါ့နော်တွေ့ပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံဖြစ်တဲ့အတွက်ကိုမဆိုပြီးကျွန်တော်ထုံးစံတိုင်းရလိုက်မယ်ရပြီဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်ကတော့ကျွန်တော်တို့ဘန်းခံနိုင်ရတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်မယ်ထည့်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကညာဘက်တောက်လေးမှာရှိနေကျွန်တော်တို့ပြထားတဲ့အပြာရောင်မြားလေးကိုနှိပ်ပြလိုက်ပါနှိပ်ပြီဆိုရင်သူကဒီလိုအကွက်လေးပေါ်လာတယ်ဒီမှာကျွန်တော်တို့ကဖုန်းနံပါတ်ကိုပြန်ပြင်နေဆိုရင်ဒီမှာ sorry edit ကိုနှိပ်လိုက်ပါနော်တကယ်လို့ဖုန်းနံပါတ်မပြင်ဘူးကျွန်တော်တို့ဒီဖုန်းနံပါတ်ကမှန်ကန်နေဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော် yes ကိုနှိပ်ပြလိုက်ပါ yes ကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ this phone number is banned ဆိုပြီးတော့သူအနေနဲ့ပြောတာပါတယ်ဒီဖုန်းနံပါတ်က ban ထားတယ်ပေါ့နော်ဒီလို ban ထားရဆိုရင်ကျွန်တော် Telegram account ဖွင့်လို့ရမှာမဟုတ်ပါဘူးဖွင့်လို့ရမှာမဟုတ်တဲ့အတွက်ဘယ်လိုမျိုးဖွင့်လို့ရအောင်လုပ်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးပြောပြပါမယ်ပြောမယ်ဆိုရင်ကျွန်တော်ဒီမှာသူကဒီမှာ okay နဲ့ have နဲ့ဆိုရှိရမယ်နော်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ have ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြလိုက်ပါနှိပ်လိုက်ပြီဆိုရင်အခုလိုမျိုးလေးဒီမှာကြာလာမှာနော်ဒီမှာ Gmail Outlook Mail ဆိုပြီးတော့ရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့က Gmail ဆိုတာကိုရေးပြလိုက်ပါ Okay Gmail ဆိုတာကိုရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဘာလုပ်ရမလဲဆိုတော့သူ့အနေနဲ့ဒီမှာ auto သူ့အနေနဲ့ report လေးရေးပေးတာเนาะဒါကဘာလဲဆိုရင်ကျွန်တော်တို့က Telegram organization Telegram ဘက်ကိုကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ရဲ့ phone number ကဘန်းခံရရတယ်ဒါကြောင့်မလို့ကူညီပေးပါအောင်เนาะအကောင့်ဖွင့်လို့ရအောင်ကူညီပေးပါဆိုပြီးတော့ကျွန်တော်တို့ကဒီ request လှမ်းလုပ်တယ်အကူညီလှမ်းတောင်းတယ်ကျွန်တော်တို့စာလေးပေါ့เนาะမေးပါအဲ့ဒီမေးကိုကျွန်တော်တို့ကပို့ပေးရမှာဖြစ်ပါတယ်ဒီလိုပို့မှသာလဲကျွန်တော်တို့ရဲ့ဒီဘန်းခံရတဲ့ပြဿနာကျွန်တော်တို့ကြော်လွှားနိုင်မယ်ပြီးရင်ကျွန်တော်တို့အရင်လိုမျိုးအကောင့်တွေပြန်ပြီးတော့ဖွင့်လို့ရမယ်ပေါ့ဗျာเนาะဒါဆိုရင်ကျွန်တော်တို့အဲ့ဒီ mail ဆိုတော့နှိပ်လိုက်တိုင်းဒီမှာ mail ဆိုလို့မြင်နေရတဲ့အတိုင်းသူ့အနေနဲ့ auto report လေးရေးပေးထားပါတယ်ဒီ auto report ကိုတော့ကျွန်တော်တို့မယူဘူးပေါ့เนาะကျွန်တော်တို့ဘက်ကိုကျွန်တော်တို့ report ရေးမယ်ကျွန်တော်တို့ဒီမှာရေးပြီးသားလေးရှိရင်เนาะအဲ့ဒီ report လေးကိုကျွန်တော်ကဒီ video လေးရဲ့ဒီ description မှာလည်းကျွန်တော်ချပေးထားမယ်ပြီးရင်ကျွန်တော် comment မှာလည်းတစ်ချက်ချပေးထားမယ်ပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ report ထည့်မယ်เนาะအဲ့ဒီ report ကိုဘယ်ရသွားယူရမလဲဆိုရင်ကျွန်တော်ရဲ့ note ထဲမှာရေးထားတာလေးရှိပါတယ်ကျွန်တော် note ထဲသွားလိုက်မယ်သွားပြီးလို့ရှိရင်ဒီမှာ Telegram เนาะဒီမှာ Telegram team ကိုပို့ရန်စာဆိုပြီးတော့ကျွန်တော်ရေးထားတာလေးရှိပါတယ်ဒါလေးကိုကျွန်တော်တစ်ချက် copy ယူလိုက်မယ်เนาะ copy ယူလိုက်မယ်ဒီမှာကျွန်တော်တို့ကဒီမှာDear Telegram 10ဆိုတဲ့စီကနေစပြီးတော့ဒါကိုကျွန်တော်တို့copy ဆက်လက်ပေးရမယ်เนาะဆက်လက်ပေးရမယ်เนาะဆက်လက်ပေးရမယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစာကို copy ယူလိုက်မယ်ယူပြီးရင်ကျွန်တော်တို့ခုနကျွန်တော်တို့ဖြတ်ထားတဲ့နေရာပေါ့เนาะ report တင်မဲ့နေရာမှာကျွန်တော်တို့ paste သွားချလိုက်မယ်เนาะအခုလို့ချလိုက်မယ်ဆိုရင်ကျွန်တော်ရပြီပေါ့เนาะရပြီဆိုတော့ဒီမှာအဓိကပြင်ရမယ့်အချက်3ချက်ရှိပါတယ်เนาะဒီစာမှာကျွန်တော်အဓိကမဖြစ်မနေမှန်ကန်ရမယ်ထည့်ကိုထည့်ရမယ်အဓိက3ချက်ရှိရဲဒါကဘာလဲဆိုရင်ဒီမှာကျွန်တော်အခုပြထားတဲ့ကျွန်တော်တို့ရဲ့ date ဖုန်းနံပါတ်ပေါ့နော်ဒီဖုန်းနံပါတ်ဘယ်ဖုန်းနံပါတ်လဲဆိုရင်အခုကျွန်တော်တို့လက်ရှိအကောင့်ဘန်းခံနိုင်ရတဲ့ဖုန်းနံပါတ်အဲ့ဒီဖုန်းနံပါတ်ကိုဒီမှာမှန်ကန်စွာထည့်ရမယ်ပြီးလို့ရှိရင် Telegram ဘက်ကနေကျွန်တော်တို့စီကိုမင်းနဲ့ပြန်ပြီးတော့အကြောင်းကြားမယ်ပြန်ပြီးတော့ဆက်သွယ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့သုံးနေတဲ့ use to ဖြစ်နေတဲ့ကျွန်တော်တို့ mail တစ်ခုပေါ့နော်ကျွန်တော်တို့ရဲ့ own mail တစ်ခုကိုထည့်ပေးရမယ်ပြီးလို့ရှိရင်တော့ဒီအောက်ကကိုယ့်ရဲ့နာမည်ပေါ့နော်အဲ့ဒီနာမည်ကိုထည့်ရမယ်ပေါ့ဗျာအဲ့ဒီအချက်3ချက်ကိုမှန်ကန်စွာထည့်မှာအဆင်ပြေမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီအချက်3ချက်ကိုကျွန်တော်ထည့်ပြီးပြီကျွန်တော်ဒီစာကိုကျွန်တော်မိတ်ဆွေတို့ပြန်ပြီးတော့သုံးလို့ရအောင်ကျွန်တော်ချပြီးတဲ့အချိန်မှာကျွန်တော်ဖုန်းနံပါတ်တွေ mail တွေဒီ record name တွေကိုကျွန်တော်ဖြောက်ထားမယ်ပေါ့နော်အဲ့ဒီအချိန်မှာမိတ်ဆွေတို့ရဲ့ဘန်းခံထားတဲ့ဖုန်းနံပါတ်တွေနောက်ပြီးလို့ရှိရင်မိတ်ဆွေတို့သုံးတဲ့ mail ပြီးလို့ရှိရင်မိတ်ဆွေတို့ရဲ့နာမည်ပေါ့ဗျာအဲ့ဒါတွေတော့ပြန်ပြီးတော့ထည့်ဖို့လိုပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီမှာ report ကိုကျွန်တော်ရေးပြီးပြီပေါ့ဗျာအဲ့လိုရေးပြီးဖြစ်တဲ့တော့ကျွန်တော်ကဒီအပေါ်ဆုံးကဒီမှာမြားလေးပေါ့နော် set logo လေးနဲ့မြားလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီစာဒီ report က Telegram ဘက်ကိုကျွန်တော်တို့ရောက်သွားပြီပဲဖြစ်ပါတယ်
နောက်တစ်ဆင့်လောက်ဖို့ရှိသေးတယ်ပေါ့နော်ဒါပါလဲဆိုရင်ကျွန်တော်တို့ရဲ့ browser လေးကိုတွားပေးလိုက်ပေါ့နော် browser လေးရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ set bar မှာကျွန်တော်ခုရတဲ့မျိုးလေးရှာလိုက်ပေါ့နော် Telegram support ဆိုပြီးရရှာလိုက်ပါဒီမှာအပေါ်ဆုံးမှာပုံနေရာလေးရှိပါတယ်ဒီထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်ပါမယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးက Telegram support ဆိုရဲဒီမှာ website လေးရှိပါတယ်အဲ့ဒီထဲကိုကျွန်တော်တစ်ချက်ဝင်မိလိုက်ပါ Okay အခုလိုမျိုးဝင်ပြီးပြီဆိုရင်တော့ဒီမှာက please describe your problem ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ခုနကတော့ report ကိုကျွန်တော်တို့ထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့ဒါကြောင့်မလို့ခုနကတော့ကျွန်တော်တို့ copy ယူထားတဲ့ report ကိုကျွန်တော်တို့တွားပြီးတော့ယူလိုက်မယ်နော်ကျွန်တော်တို့ report ကိုတွားပြီးတော့ယူလိုက်မယ်နော်ဒါလေးကိုကျွန်တော် copy ယူလိုက်မယ် Okay copy ယူလိုက်မယ်ယူပြီးရင်ကျွန်တော်တို့ခုနဒီမှာ describe your problem ဆိုတဲ့ဒီအကွက်ကြီးထဲမှာကျွန်တော်တို့ paste ချပေးလိုက်ပေါ့နော် Okay ခုလို paste ချပြီးပြီဆိုရင်ကျွန်တော်ရပါပြီဖြစ်တော့ဒီမှာ legal ပေါ့နော် legal name ဆိုတာကကျွန်တော်ထည့်လိုက်ရတယ်မထည့်လိုက်ရကိစ္စမရှိဘူးပေါ့နော်ဒါတော့ခုနကျွန်တော်တို့ record name ပေါ့ကျွန်တော်တို့ရဲ့နာမည်ကိုကျွန်တော်ထည့်ပေးလိုက်ပါကျွန်တော်နာမည်ကျွန်တော်တို့ထည့်ပေးလိုက် Okay ပြီးလို့ရှိရင်ကျွန်တော်တို့ကိုဆက်သွယ်လို့ရမယ် email ပေါ့နော်ကျွန်တော်တို့ဆက်သွယ်လို့ရမယ် email ကိုဒီမှာမှတ်ကန်သွားထည့်ရမယ်ဒီ email ကကျွန်တော်တို့ခုနက report တွေက report တွေမှာကျွန်တော်တို့ email ထည့်ထားတယ်เนาะကျွန်တော်တို့ဆက်သွယ်ရမယ် email ထည့်ထားတယ်အဲ့ဒီ email တိုင်းပဲကျွန်တော်တို့ထည့်ပေးလိုက်ပါကျွန်တော်အဲ့ဒီ email အတိုင်းပဲမလွဲမသွေထည့်ပေးရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ထည့်လိုက်ပါမယ် Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒါဖုန်းနံပါတ်เนาะဒီဖုန်းနံပါတ်ကတော့ကျွန်တော်တို့ဘဏ်ခံထားရတဲ့ဖုန်းနံပါတ်အဲ့ဒီဘဏ်ခံထားရတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီမှာထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီမှာဒါလေးကို copy ယူလိုက်မယ်နော် copy ယူပြီးတော့ဒီမှာကျွန်တော်ထည့်လိုက်ပါမယ်နော်အခုလို့ထည့်တဲ့အချိန်မှာကျွန်တော်တို့ကမြန်မာနိုင်ငံကဖြစ်တဲ့အတွက်ရှေ့ကတင်ညာကိုတွေပါခံပြီးထည့်လို့မရဘူးပေါ့နော်တင်ညာကိုခံပြီးတော့ထည့်လို့မရဘူးကျွန်တော်တို့က65ပေါ့နော်659ဆိုပြီးတော့ခံပြီးထည့်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရပြီပေါ့နော်ကျွန်တော်399ဆိုပြီးတော့ခံပြီးမထည့်ရဘူး plus 959ဆိုပြီးတော့ခံပြီးထည့်မယ်ထည့်ပြီးကျွန်တော်တို့ Telegram ဆိုလဲခုံနဲ့စပေါ့ review ဆိုလဲ9နဲ့စပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုမှန်ကန်သားထည့်ပေးရမှာပဲဒါဆိုတော့ကျွန်တော်တို့ report လေးကိုကျွန်တော်တို့ထည့်ပြီးပြီကျွန်တော်တို့ရဲ့နာမည်လေးထည့်ပြီး mail လေးထည့်ပြီးကျွန်တော်တို့ဘဏ်ခန္ဓာရဲ့ဖုန်းနံပါတ်ကိုလည်းမှန်ကန်သားထည့်ပြီးပေါ့ဗျာအဲ့လိုထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုံးက submit ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါနော် submit ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ report တင်တဲ့ process ကအောင်မြင်စွာပြီးမြောက်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်အခုလိုမျိုး report တင်ပြီးဆိုတော့ကျွန်တော်တို့အနည်းဆုံး9ရက်ကနေတပတ်ပေါ့ဗျာတပတ်ကနေအများဆုံး1လထိတော့ကြာနိုင်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော် Telegram ဘက်ကနေကိုပြန်ပြီးတော့ဒီ mail ရတဲ့ဆက်သွယ်ပြီးလိမ့်မယ်ပေါ့နော်သူတို့အနေနဲ့ဒီကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်ဘဏ်ခန္ဓာရတဲ့ဟာကို unban လုပ်လိုက်ပြီဆိုတဲ့အကြောင်းနောက်ပြီးကျွန်တော်တို့ account တစ်ဖွင့်လို့ရမယ်ဆိုတဲ့အကြောင်းကိုသူတို့အနေနဲ့ပြန်ပြီးတော့ဆက်သွယ်လာပါလိမ့်မယ်အဲ့ဒီအချိန်ကာလတစ်ခုထိကိုတော့ကျွန်တော်တို့စောင့်နေဖို့လိုပါတယ်ဒီ report ဒီနေ့တိုင်းတင်သွားလို့လည်းရပါတယ်နော်နေ့တိုင်းတင်လို့ရတယ်ဒါမှမဟုတ်လည်း2ရက်ခြားတစ်ခါ3ရက်ခြားတစ်ခါအမြဲတမ်းကျွန်တော်တို့သတိရှိလေးနဲ့ပေါ့သတိလေးထားပြီးတော့တင်ပေးရမယ်ပေါ့နော်တရက်နဲ့တရက်မှမဟုတ်ပါဘူး2ရက်ခြားတစ်ခါလောက်အနည်းဆုံးဖြစ်နိုင်တင်ပေးဖို့လိုပါတယ်ကဲဒါဆိုတော့ကျွန်တော်မိတ်ဆွေတွေနဲ့ဒီနေ့မှာကျွန်တော် sharing လုပ်ခဲ့တဲ့ကျွန်တော် Telegram မှာဖုန်းနံပါတ်ဘဏ်ခန္ဓာရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းကြော်လာလို့ရမလဲဆိုတဲ့ပတ်သက်ပြီးအားလုံးနားလည်သဘောပေါက်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက် view လေးမှာပြန်လဲဆုံတွေ့ကြပါမယ်